ကျွန်တော်ထိုင်းနိုင်ငံမှာနေလာတာ10နှစ်ရှိသွားပြီပေါ့နော်10နှစ်ကျော်သွားပြီပေါ့နော်ဒီလိုမျိုးကျွန်တော်တစ်ခါမှမကြုံဘူးအခုဒီဗီဒီယိုကိုကျွန်တော်တွေ့လိုက်တဲ့အခါမှာဒီဟိုကနေပဲလှုပ်ထားရလို့ပဲထင်တာပေါ့နော် AI နဲ့ပဲလှုပ်ထားရလို့ပဲထင်လိုက်တာတကယ်ကြီးပြူကြသွားတာတဲ့ဒီမှာနိုင်ငံသားတွေလည်းအများကြီးပါတယ်အဲ့ထက်မှာအနီးကလေးပြန်ကြည့်မယ်ပေါ့နော်ဘာဖြစ်လို့ဆိုလေလောက်တာအရမ်းမကြောက်ဘူးနော်လောက်တာခဏလေးပဲလောက်တာခဏလေးတော့ဒီမှာဒီလောက်ကြီးဖြစ်သွားတယ်ဆိုတဲ့ခါကျတော့လေလုံးဝစိတ်မကောင်းဘူးပေါ့နော်ဒီထဲမှာကျွန်တော်မြန်မာနိုင်ငံသားတွေအများကြီးပါတယ်ပါတဲ့အပြင်ကိုမှဒီထဲမှာကဆုံးမကျွန်တော်မယုံတောက်တူးကျွန်တော်မယုံပြီးတော့မှဒီဆက်ရဲ့ဘေးမှာတုံးနဲ့တည်တဲ့ညီမလေးတယောက်ရှိပါတော့သူကဖုံးဆက်ပြီးပြောလာမှလုံးဝယုံသွားတာလေဘာဖြစ်လို့မြုံသွားလဲဆိုတော့လေအရင်မှမကြတဲ့ဟာပဲဟုတ်တယ်ဟုတ်လားတောက်ဆရာကြီးတကယ်ဖြစ်သွားတာကိုဒီမှာဗီသားကြီးလည်းအများကြီးပါတယ်အဲ့ထဲမှာပိတ်မိနေတာလည်းအများကြီးရှိတယ်လို့ပြောတယ်ဖို့ဦးလေးပဲဒီရောက်တယ်ကျန်ဘယ်တော့မှမကြောက်ဘူးနော်ခဏလေးပဲနော်ကိုယ်မြန်မာနိုင်ငံမှာလည်းအများကြီးအချိန်ရင်းကြောက်သွားတယ်ဆိုတော့ထားလိုက်တော့ခဏလေးပဲသူတို့ရှိမှလှုပ်သွားတာတည်းကိုယ်မြန်မာနိုင်ငံမှာလည်းအများကြီးထိခိုက်နေတာပါလေအများကြီးပြုတ်သွားကြတယ်ပေါ့နော်ถล่มในเจเจมาว่ายินไปเหมือนกันให้คนที่อยู่ตรงนั้น ယူဆက်ကြပါအားမဖြစ်ပါသေးအားမဖြစ်ပါသေးနဲ့ဆိုတာထိလိုက်ကိုဒီမြန်မာပြည်သားတွေကြည့်ไปค่ะฝุ่นค่ะรีบวิ่งค่ะ ติดถล่มสานะ ไปค่ะพี่วิ่งค่ะมันฝุ่นค่ะ ဘန်ကောက်ကိုတစ်မျိုးလုံးပြန့်သွားတာလေဒီတဲ့နီးတဲ့နေရာနေပြန်ကြည့်မယ်နော်ဟေးဟေးဘယ်ကြည့်ကိုဒီမှာတော့ဒါမြန်မာပြည်သားတော့ဒီမှာနော်ဒီမှာမြန်မာပြည်သားနော်မြန်မာပြည်သားရဲ့အိုက်ဆိုင်မှာတဘုံကြီးရှိရနော်မြန်မာပြည်သားရဲ့အိုက်ဆိုင်မှာတဘုံကြီးရှိပါတယ်လုံးဝစိတ်မကောင်းဘူးနော်လှုပ်တာခဏလေးပါအဲ့တော့ဒီလေကြာသွားတာလည်းမဟုတ်ပြီးလာကိုဒီမြန်မာပြည်သားရဲ့ဒီလိုပြတော်ရီကဘောအောက်ရောက်နေတဲ့လူကတော့ကန်ကောင်းသွားတာပေါ့နော်အောက်ရောက်နေတဲ့လူကတော့ကန်ကောင်းသွားတာပေါ့အပွားလူရတော့သွားပြီဒါလေးပြန်ကြည့်ဟေးဟေးဟိုမှာအေးစိတော့ဖုံးပြောနေတယ်ဒီဦးဒီမှာဝါးယောကဲဆိုတော့စိတ်မကောင်းပေါ့နော်တကယ်စိတ်မကောင်းဖြစ်ရပါတယ်ကျွန်တော်တို့မြန်မာပြည်သားတွေထိလန့်ကျော်မြန်မာပြည်သားတွေကြည့်ပဲဒီထဲမှာလည်းကျွန်တော်မြန်မာပြည်သားတွေအများကြီးရှိတယ်ဆိုတော့ဒီလောက်အနေထားလေးကဒါမျိုးကြီးဖြစ်သွားတယ်ဆိုတော့ဒီတဲ့အပေါ်လေးကမှဆောက်လက်စားကြီးဆိုတော့လေဖြစ်ချင်နေဖြစ်မှာပေါ့ကိုဒီပိုင်းတော့နားမလဲပါဘူးဆိုတော့အားလုံးပဲဘိုင်ဘိုင်